သူဟာနောက်တစ်ယောက်နဲ့တွေ့နေပြီဒုလျောက်ရဲ့ဇလံပြီးဆုံးသွားပြီတဲ့ဒါထားသွားခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံလို့မလဲတယ်လို့ပဲနာမမေးဖို့မဖြစ်နိုင်တော့ပါဒါရဲ့ဆက်ခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံမိုးလဲမလွယ်ပါသူကမေးဖို့လဲမလွယ်ပါရှင်မချစ်စနဲ့ချစ်ခဲ့သူပါသူရဲ့ကြုံလေးတွေရဲ့သူရဲ့အနံလေးတွေရဲ့ဘယ်လိုမေးပြောင်းလို့ကြမှာလဲသူပေးခဲ့တဲ့တွေရဲ့တူတူထားခဲ့တဲ့သစ္စာရဲ့ခုတော့အားလုံးပဲကြောက်ပြတ်ပြီလားရှင်တို့မင်းမချစ်တော့တဲ့ဘဝမှာရှာရရှုံးရရှုံးပြီကွာဒီကတို့လျောက်ချစ်ခဲ့တဲ့ချစ်ကခုတော့စားစီပြန်စီသွားပြီငါမစားလို့လဲမဝင်မှာမင်းဆောင်အိမ်လို့လဲမပြောဘူးဒါလွယ်ရဲ့မိနလားသူကမုံမိုးလဲမလွယ်ပါချစ်စနဲ့ချစ်ခဲ့သူပါသူပေးခဲ့တဲ့ကလေးတွေရဲ့တူတူထားခဲ့တဲ့သစ္စာရဲ့ခုတော့အားလုံးပဲကြောက်ပြတ်ပြီလားသူကမုန်းဖို့လဲမလွယ်ပါသူကမေးဖို့လဲမလွယ်ပါရှင်မချစ်စနဲ့ချစ်ခဲ့သူပါသူရဲ့ပြုံးလေးတွေရဲ့သူရဲ့နာလေးတွေရဲ့ဘယ်လိုမေးပြောင်းလို့ရှာမှာလဲသူပေးရတဲ့ကလေးတွေရဲ့တူတူထားခဲ့တဲ့သစ္စာရဲ့ခုတော့အားလုံးပဲကြောက်ပြတ်ပြီလားခုတော့အားလုံးပဲမေးလိုက်ပြီလား